ဂွာဒီယိုလာဦးဆောင်တဲ့မန်စီးတီးကတော့မနေ့ညကပွဲမှာနယူးကာဆယ်ကို3-1နဲ့အနိုင်ရခဲ့ပါတယ်။မန်စီးတီးဟာပထမအကြောက2ဂိုးသာရထားမှုကိုအကောင်းဆုံးအသုံးချသွားနိုင်ခဲ့ပါတယ်။ပွဲစကတည်းကဘောလုံးပိုင်ဆိုင်မှုအသာစီးနဲ့ကစားသွားခဲ့ပြီးနယူးကာဆယ်ကိုပြန်လာခွင့်လုံးဝမပေးခဲ့ပါဘူး။မန်စီးတီးရဲ့ကွင်းလယ်ဟာနယူးကာဆယ်ကိုအကျက်ရိုက်စေခဲ့ပြီးပွဲချိန်အတော်များများကိုနယူးကာဆယ်ဘက်အချမ်းမှာပဲကစားသွားခဲ့တာပါ။အဓိကတိုက်စစ်မှုတွေကပဲပွဲကိုအပြတ်သက်ဖြစ်အောင်ဖန်တီးသွားခဲ့ပါတယ်။ချန်ပီယံဟောင်းနယူးကာဆယ်ဟာဒဏ်ရာပြဿနာတွေကြားကအတက်နိုင်ဆုံးတုံ့ပြန်ခဲ့ပေမဲ့စီးတီးရဲ့အိမ်ကွင်းခြေစွမ်းကိုမရှင်နိုင်ခဲ့ပါဘူး။မန်စီးတီးဟာဒီနိုင်ပွဲကြောင့်ဝင်ဘတ်လေးဝင်းဘလီကွင်းမှာကစားမဲ့ဗိုလ်လုပွဲကိုတက်ရောက်သွားပါပြီ။သူတို့ဟာဒီပြိုင်ပွဲမှာအစဉ်လာကောင်းတဲ့အသင်းပြီးဖိအားတွေကိုကောင်းကောင်းကင်တွယ်နိုင်ခဲ့ပါတယ်။အထူးသဖြင့်ခန်းစစ်က clean sheet ဂိုးမပေးရအောင်ထိန်းထားနိုင်တာကလည်းသူတို့ရဲ့ကြစ်လစ်မှုကိုပြသနေပါတယ်။လက်ရှိချန်ပီယံနယူးကာဆယ်အတွက်ကတော့ဒီရှုံးနိမ့်မှုဟာနာကျင်စရာပါဒါပေမဲ့အဓိကကစားသမားအစုံအလင်မပါနိုင်တဲ့အခြေအနေမှာမန်စီးတီးလိုအသင်းကြီးကိုအဝေးကွင်းမှာရှင်ဖို့ဆိုတာမလွယ်ကူတဲ့ကိစ္စဖြစ်ပါတယ်။သူတို့အနေနဲ့အခုဆိုရင် Premier League ရမှတ်စရာအဆင့်ကောင်းဖို့ကိုပဲအာရုံစိုက်ရတော့မှာပါ။ယခုအခါဗိုလ်လုပွဲမှာမန်ချက်စတာစီးတီးမန်စီးတီးနဲ့အာဆင်နယ်အာဆင်နယ်တို့တွေ့ဆုံရတော့မှာဖြစ်ပါတယ်။ဒါဟာပရီးမီးယားလိရဲ့ထိပ်သီးနှစ်သင်းထိပ်တိုက်တွေ့မဲ့ပွဲကြီးပွဲကောင်းဖြစ်လာပါလိမ့်မယ်။